Okay ရွှေဈေးကွက်ကတော့ဒီနေ့ဈေးစဖွင့်တာနဲ့ gap နဲ့စပြီးတက်ခဲ့တာကိုတွေ့ရလိုက်မယ်။ London session ရောက်တော့နည်းနည်းလေးပြန်ကျပြီးတော့အခုပြန်ပြီးတော့အတက်ပြန်လာနေတာကိုတွေ့ရလိုက်ပဲပေါ့နော်ဆိုတော့ရွှေက overall structure အရာသူကဒီ4020ဝန်းကျင်လောက်အထိ4030 4020ဝန်းကျင်လောက်အထိကိုကျပြီးတော့ဒီ sell side liquidity တွေအကုန်လုံးကိုဆွစ်ပြီးတဲ့အခါမှာပြီးခဲ့တဲ့ကြာသပတေးကနေစပြီးတော့ဒီနေ့ထိတက်နေတာကိုတွေ့ရလိုက်မယ်ပေါ့နော်ဘယ်ထိတက်လာလဲဆိုလို့ရှိရင်အခုဒီလက်ရှိဈေးဒီH4 မှာသူခြံခဲ့တဲ့ FEG ကနေ FEG အထိကိုလက်ရှိရောက်လာခဲ့တယ်ပေါ့နော်ဆိုတော့လက်ရှိအနေထားအရဆိုလို့ရှိရင်တော့ဆက်ပြီးတော့တက်နိုင်ကြတော့ရှိသေးတယ်ဘယ်ထိတက်နိုင်လဲဆိုလို့ရှိရင်4000နဲ့မှ380ကနေပြီးတော့4430ဝန်းကျင်လောက်ထိကိုဈေးရပြန်လာနိုင်သေးတယ်လို့ပြောလို့ရတယ်เนาะ Okay ဆိုတော့ H1 ကိုဆက်ပြောရအောင် H1 နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိဈေးတန်းပေါ့နော်လက်ရှိကန်တွေလက်ရှိဈေးတန်းတွေအရာ analyze လုပ်ရမယ်ဆိုလို့ရှိရင်ဈေးကဒီsorry ခုနပေါ်လာတာရှိတယ်ဈေးကလက်ရှိဒီ zone ပေါ့နော်4350နဲ့4360လောက်ကိုပြန်လာနိုင်ခြေအများကြီးရှိသေးတယ်လို့ပြောလို့ရတယ်เนาะဆိုတော့ဒီဈေးတန်းကို break သွားခဲ့မယ်ဆိုလို့ရှိရင်နောက်ထပ်ဈေးတန်းတစ်ခုအနေနဲ့ဘယ်ထိဈေးကထပ်ရောက်နိုင်လဲဆိုရင်4400နဲ့မှာ sorry 4420ဝန်းကျင်လောက်ထိကိုဈေးကပြန်ပြီးတက်လာနိုင်တယ်เนาะဈေးကတောက်လျှောက်ဒီထိပြတ်တက်လာနိုင်တယ်ဒီဆိုတကယ်လို့ဖောက်သွားမယ်ဆိုရင်ပေါ့လေ okay ဆိုတော့ကျွန်တော်တို့လက်ရှိ target အနေနဲ့ကတော့ဒီဈေးတန်းနှစ်ခုကိုဆက်ပြီးတော့ကြည့်ရမှာပေါ့နော် okay ဆိုတော့ M15 ကိုကြည့်ရအောင်เนาะM15 ကိုကြည့်မယ် okay ပြန်ရိုက်လိုက်မယ် okay ဆိုတော့ M15 ကိုကြည့်ရအောင်เนาะM15 ကိုကြည့်တဲ့အခါမှာဘာတွေ့လဲဆိုလို့ရှိရင်ဒီတောက်လျှောက်ဒီလိုမျိုးကျသွားတဲ့ကန်တွေပေါ့နော်အဲ့ကန်တွေကြီးကိုကျွန်တော်တို့ကြည့်နေကြ entry အရာဆိုလို့ရှိရင်ဒီ EMA က break တွေပေါ့နော် EMA ကmoving average က break သွားတယ်ဆိုလို့ရှိရင်ဒါကျနိုင်ခြေများတယ်ဗျာဒီလားကျနိုင်ခြေများတာဘယ်လောက်ထိများလဲဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်လက်ရှိကျွန်တော်ကတော့ entry ဝင်လို့ရှိရင်2ကပဲယူတယ်ဆိုတော့ဒီဈေးတန်းပေါ့နော်ဒီဈေးတန်း4နှစ်6နှစ်အထိကြာနိုင်တယ်ပထမ TP1 ပေါ့နော် TP1 က4နှစ်6နှစ်အထိကြာနိုင်တယ် TP2 ကကြတော့ကျွန်တော်4နှစ်36လောက်ထိကြာနိုင်တယ်เนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်အမှတ်လေးနဲ့ပြမယ်ဒီမှာဒါ TP1 ရှိမယ်ဒါ TP2 ရှိမယ်ဆိုတော့ဒီဈေးတန်းနေရောက်လို့ရှိရင်ကျွန်တော်ထွက်မယ်ပေါ့နော်အခုလက်ရှိကတော့ရောင်းထားတယ်ပေါ့ဆိုတော့ဒါ TP1 ဒါ TP2 ပေါ့နော်ဒီဈေးတန်းနှစ်ခုရောက်လို့ရှိရင်တော့ထွက်လို့ရတယ်ဒါ scalping အနေနဲ့ကျွန်တော်တို့အရောင်းဝယ်လုပ်ကြတာပေါ့နော်ဆိုတော့ဈေးကတော့ H1 တို့ H4 တို့အရာကြည့်မယ်ဆိုလို့ရှိရင်တော့အပေါ်ထိပြန်လာနိုင်တယ်ဆိုပေမဲ့လက်ရှိကျွန်တော်တို့က down trend ဖြစ်နေရပေါ့နော် market structure အရာ H4 အရာရော down trend ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ sell ကိုပို့ပြီးတော့ဦးစားပေးပါတယ်ဗျဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့အကိုတို့မတို့အနေနဲ့ trading ကိုစချင်တယ်ဘယ်ကနေစမှန်းလည်းမသိဘူးအခြေခံကနေစပြီးတော့တစုလေးလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Money Master Team ကလုပ်ပေးထားတဲ့ဒီ free learning group လေးရှိတယ်ပေါ့နော်အဲ့ထဲမှာအဲ့ထဲကဒီသင်ခန်းစာဆိုတဲ့ topic ထဲမှာအစအဆုံးလေ့လာလို့ရတယ်ဒါလို့ဆိုကတော့ဗီဒီယိုတွေကအစအနေပြန်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်မလို့အခုတည်းကတော့ဗီဒီယိုတွေဆက်ပြီးတော့ဇာတ်တင်ပေးသွားဖို့တော့ရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့စီမှာဒေါ်လာ100ငွေသွင်းပြီးတော့ trader နဲ့ advanced video class ကိုဒီ group ထဲကိုပေါ့နော် free join ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့စီမှာကျတော့ဒီတင်တန်းအနေနဲ့တော့တည်တန်းတော့မရှိဘူးပေါ့နော်တကယ်လို့ကိုကဒေါ်လာ100ထည့်ပြီးတော့ trade မယ်ဆိုလို့ရှိရင်တော့ဒီ group ထဲကိုကတော့ free join ဝင်ရှိမှာပေါ့နော်အဲ့လိုတော့ရှိရဗျာလောလောဆယ်ကတော့တင်တန်းအနေနဲ့တော့မရှိသေးဘူးပေါ့နော်တင်တန်းကိုလာမေးကြတဲ့သူတွေအများများနေလို့ပြောတာပါ okay ဆိုတော့ဒီနေ့analysis video လေးကတော့ဒီလောက်ပဲဗျနောက်နေ့မှာပြန်တွေ့မယ်